မေတန်းတို့ရဲ့သားမင်းသားမောင်မောင်နဲ့တမီလေးကိုသဘောတူကြောင်းပြောလာတဲ့လင်းစာနေစုံပရိသတ်များအားလုံးမင်္ဂလာပါရှင်လူမှုကွန်ရက်စာမျက်နှာတွေမှာပရိသတ်တွေအများဆုံးစိတ်ဝင်စားပြီးတော့ share နေကြတဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ထိပ်တန်းနုပညာရှင်မျိုးဆက်သစ်2ဦးဖြစ်တဲ့လူငယ်ဒါရိုက်တာမင်းသားမောင်မောင်နဲ့ဘာဘီရုံးမလေးမြူလင်းကိုကိုတို့ရဲ့အခြေရေးကောလာဟလာတွေပဲဖြစ်ပါတယ်သူတို့2ဦးကိုပရိသတ်တွေကဘာကြောင့်ဒီလောက်တောင်စိတ်ဝင်စားနေကြတာလဲဆိုရင်သူတို့ရဲ့နောက်ခံမျိုးရိုးတွေကြောင့်လဲပါပါတယ်မင်းသားမောင်မောင်ကနာမည်ကျော်ဒါရိုက်တာဇင်ယောမောင်မောင်နဲ့မင်းသမီးကြီးမေတန်းတို့ရဲ့သားဖြစ်ပြီးတော့မျိုးလင်းကိုကိုကတော့မင်းသားရဲကိုကိုနဲ့မင်းသမီးကြီးလင်းစာနေစောတို့ရဲ့တဦးတည်းတော်သမီးလှလှလေးဖြစ်နေလို့ပါပဲအနုပညာသွေးအပြည့်ပါတဲ့ဒီလူငယ်2ဦးအလုတ်တူတူတွဲလို့ရင်းကနေပရိသတ်တွေကလိုက်ဖက်လိုက်တာရွှေလန်းငွေလန်းများခင်းကြတော့မလားဆိုပြီးသဘောတူနေကြတာပါအထူးသဖြင့်မျိုးလင်းကိုကိုကသူမရဲ့ idea type ကသူမကိုတေချာလန်းညော်ပြသပေးနိုင်တဲ့မျက်မှန်တက်ထားတဲ့ကောင်းလေးမျိုးလို့ပြောလာချိန်မှာပရိသတ်တွေကဒါဟာမျက်မှန်လေးတက်ပြီးတော့လူငယ်ဒါရိုက်တာလုပ်နေတဲ့မင်းသက်မောင်မောင်ကိုရည်ရွယ်တာပဲဆိုပြီးထင်ကြီးတွေပုံမကြီးထွားလာခဲ့ပါတယ်ဒီလိုသတင်းတွေကောလာဟလာတွေပေါ်လို့ရိုက်နေချိန်မှာပရိသတ်တွေပို့ပြီးတော့ရင်ခုန်သွားစေမယ့်စကားသံတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့မြူလင်းကိုကိုရဲ့မိခင်ဖြစ်သူမင်းသမီးကြီးလင်းစာနေစောကိုရိုင်းကသူမရဲ့သမီးလေးအခြေရင်းနဲ့ပတ်သက်ပြီးမီဒီယာတွေကနေတဆင့်ပုံမွင့်လင်းလင်းဖြေကြားလာတာဖြစ်ပါတယ်။လင်းစာနေစောကမိခင်တယောက်အနေနဲ့သမီးလေးမြူလင်းရဲ့ရွေးချယ်မှုဆုံးဖြတ်မှုတွေအပေါ်မှာအပြည့်အဝယုံကြည်မှုရှိတယ်လို့ဆိုပါတယ်။လူငယ်တွေရဲ့အခြေအကိုဝင်ရောက်ဆွတ်ပတ်တာမျိုးကန့်ကွက်တာမျိုးလုံးဝပြုလုပ်သွားမှာမဟုတ်ကြောင်းနဲ့သမီးလေးကိုယ်တိုင်သဘောကျတဲ့သူသူမကိုယ်တိုင်စိတ်ချယုံကြည်လို့ရွေးချယ်ထားတဲ့သူဆိုရင်မိခင်တယောက်အနေနဲ့လိုလိုလားလားလက်ခံပါတယ်လို့သဘောထားကြီးကြီးနဲ့ဖြေကြားသွားပါတယ်။ဒါကမိဘတယောက်ရဲ့ခင်မိတဲ့အတွေးခေါ်နဲ့သမီးပေါ်မှာထားရှိတဲ့ကြီးမားတဲ့နားလည်မှုကိုအထင်ရှားပြသလိုက်တာပဲဖြစ်ပါတယ်။တကယ်တော့မိဘတွေအနေနဲ့သားသမီးရဲ့အခြေအမှာဝင်ဆွတ်ဖက်လေးရှိတဲ့မြန်မာလူအဖွဲ့အစည်းမှာမလင်းရဲ့အခုလိုဖြေကြားချက်ကတကယ်ကိုသဘောကျစရာပါ။အထူးသဖြင့်ပရိသတ်တွေထင်ကြီးပေးနေကြတဲ့လူငယ်ဒါရိုက်တာလေးမင်းသက်မောင်မောင်နဲ့ပတ်သက်ပြီးတော့ရောက်ခမလောင်ဘက်ကသွေးဝိုက်တော့အဖြစ်မီးစိမ်းပြလိုက်ပြီလားဆိုပြီးပရိသတ်တွေကပို့ပြီးတော့တောင်းဝမ်းသာနေကြပါတယ်။မင်းသားမောင်မောင်ဟာမိဘချေရနေပြီးအလုပ်ကိုကြိုးကြိုးစားစားလုပ်ကိုင်နေတဲ့လိမ္မာရေးကြရှိတဲ့လူငယ်တယောက်ဖြစ်တာကြောင့်သမီးလေးရွေးချယ်မဲဆိုရင်လေလင်းစာနေစောအနေနဲ့သဘောတူစေရာအကြောင်းတွေကြီးပါပဲကဲဘာပဲပြောနှစ်ဖက်စလုံးကအနုပညာလောကရဲ့ထိပ်တန်းမျိုးဆက်တွေဖြစ်တယ်လို့မိဘတွေကလည်းသဘောထားကြီးကြီးနဲ့နားလည်ပေးနိုင်တဲ့သူတွေဖြစ်လို့တကယ်သားသူတို့နှစ်ဦးဖူးစာဆုံးခဲ့ကြရင်တော့နေနေလားရွှေနေမြလို့လိုက်ဖက်လုံးနဲ့ပြည့်ပြည့်စုံတဲ့ဇုံတွဲလေးဖြစ်လာမှာအသေးချပါဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ချစ်ပရိသတ်ကြီးတို့ရောသမီးလေးရဲ့ရွေးချယ်မှုကိုလေးစားပြီးတော့သဘောတူပေးမယ်လင်းဆောင်နေစောရဲ့ခင်မိတဲ့မိခင်မြတ်တာပေါ်မှာဘယ်လိုမြင်ကြလဲမင်းသားမောင်မောင်နဲ့မြူလင်းကိုကိုတို့ကိုရောတကယ်ဖူးစာစုံစေခြင်းလားဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးပါအောင်နော်ကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်